အားလုံးပဲမင်္ဂလာပါခင်ဗျာကိုလေးတော်မျိုး channel လေးနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကြတော့ကျွန်တော် YouTube ကိုစတင်ပြီးတော့လုံမဲ့သူတွေအတွက်ပြောပြပြီးတော့မှဖြစ်ပါတယ်တည်ပြီးသားသူတွေကြတော့ကြော်သွားလို့ရပါတယ်မသိသေးတဲ့သူတွေကြတော့ကျွန်တော်ပြောတဲ့ဗီဒီယိုလေးတွေကိုအဆုံးထိနားထောင်လို့ရပါတယ်ခင်ဗျာပထမအဆုံးကြတော့ကျွန်တော်တို့ YouTube ကိုစတင်ပြီးတော့ကျွန်တော်တို့ creator လုပ်မယ်ဆိုရင်ကိုကပထမဆုံးဘာတွေဝါသနာပါလဲပေါ့နော်ကိုကကျမ်းမာရေးလားဒါမှမဟုတ်ရင်ကိုကအစားတောင်းနဲ့ချပြချင်တာလားဒါမှမဟုတ်ကိုကworkshop ပေါ့နော်ကိုဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေချပြချင်တာလားကိုတချင်းဆိုမှလားဘာလုပ်မှလဲပေါ့နော်ကိုဝါသနာပါတဲ့ဟာကိုရွေးချယ်လို့ရပါတယ်ဒါပေမဲ့ကိုကဒီဥပမာပေါ့နော်ကိုကဒီဇိုင်နာဝါသနာပါတယ်ဆိုရင်ဒီဇိုင်နာနဲ့ပတ်သက်တဲ့ဟာတွေချပြလို့ရတယ်ပေါ့နော်ကိုဝါသနာပါတဲ့ဟာကိုချပြလို့ရပါတယ်ဒါကတော့ကိုရဲ့ဝါသနာကိုကိုရွေးချယ်လို့ရပါတယ် YouTube ကကြတော့ဘယ်ဟာတွေဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုပြီးတော့မတမတ်တာဘူးပေါ့နော်ကိုကြိုက်တာကိုလုပ်လို့ရပါတယ်ဒီတစ်ချက်ကကြတော့ကျွန်တော်တို့ဇွဲလုံးလားပေါ့နော်ဇွဲလုံးလားရှိဖို့လည်းလိုပါတယ် YouTube ကို3-4ရက်လောက်လုပ်ပြီးတော့ပြစ်ထားလိုက်တာမျိုး2ရက်3ရက်လောက်ပဲလုပ်ပြီးတော့စိတ်မပါတော့တာမျိုးအဲ့လိုမျိုးတွေတော့မလုပ်သင့်ပါဘူးအဲ့လိုမျိုးလုပ်ရင်တော့ကျွန်တော်တို့ရဲ့ဒီမိတ်ဆွေရဲ့ဒီ YouTube channel ကလုံးဝမအောင်မြင်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးဆင်ခြင်တွေကိုပေးခဲ့မိတယ်ပေါ့နော်ပေးခဲ့မိရဆိုတော့ကျွန်တော်လည်းအစတော့ကြတော့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အစပိုင်းတော့ဗျာတအားလုပ်တယ်နောက်ပိုင်းကျတော့အလုပ်တွေရှုပ်လာလို့မလုပ်ဖြစ်တော့တာမျိုးအစဆိုရင်ကျွန်တော်ဒီ channel ကိုမအောင်တော့ဘူးပဲတတ်မှတ်ထားတယ်ပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်ရဲ့သားလေးမော်စီထောင်လေးလာတော့ကျွန်တော်ရဲ့ဒီ channel လေးကအလိုလိုပေါ့နော်အောင်မြင်သွားခဲ့ပါတယ်ဆိုတော့ဒီကတော့ဆွဲလုံးလားရှိဖို့လည်းလိုတယ်ကိုက social media လုပ်လို့တယ်ပေါ့နော်ကိုလုပ်တဲ့ချက်မလုပ်တဲ့ချက်ပူချီပါချက်ဆိုရင်တော့အဆင်မပြေပါဘူး channel ကလုံးဝအောင်မြင်နိုင်ပေါ့နော် YouTube ကနေပြီးတော့နံပါတ်3တစ်ချက်ကကြတော့ YouTube ကနေပြီးတော့monetization ရှောက်ဖို့အတွက်သူကကြတော့တတ်မှတ်ထားတဲ့စီမီစီကန်လေးတွေရှိတယ်ပေါ့နော်အဲ့ဒါကြဗာလဲဆိုတော့ကျွန်တော်တို့ subscriber အယောက်1000ရှိရပါမယ်ပြောလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုလာကြည့်တဲ့နာရီပေါင်းပေါ့နော်ကြည့်ရှုသူနာရီပေါင်း4000ပြီးဖို့လိုပါတယ်ကြည့်ရှုသူနာရီပေါင်းနော်အဲ့4000ပြီးဆိုရင်ကျွန်တော်တို့ subscriber 1000ရဲ့ပြောလို့ရှိရင်ကြည့်ရှုသူနာရီပေါင်း4000ပြီးပြီဆိုရင်ကျွန်တော်တို့ YouTube ကို monetization စတင်ပြီးတော့ရှောက်လို့ရပြီပေါ့နော်YouTube ကနေပြီးတော့သူတို့ကိုယ့်ရဲ့ channel ကိုစစ်မယ်ပေါ့နော်ကိုယ့်ရဲ့ channel ကcopyright မိတာတွေရှိလားသူများဗီဒီယိုတွေခိုးသုံးလာတာတွေရှိလားသူများအတန်တွေသုံးလာတာတွေရှိလားပေါ့နော်အဲ့ဒါတွေသူတို့ YouTube ကနေပြီးတော့အကုန်လုံးသူတို့ဆန်းစစ်ပြီးသွားရှင်တကယ်လို့ကိုယ့်ရဲ့ channel ကအောင်သွားပြီဆိုရင်တော့သူအောင်သွားပြီကြောင်းကိုကျွန်တော်တို့ဒီ Gmail ကနေပြီးတော့email ကနေပေါ့နော်ကျွန်တော်တို့ကြောင်းကြပြီးတော့ပြောပါတယ်ဆိုတော့အဲ့ဒီချက်တွေကိုကျွန်တော်တို့ကတတိထားမှာပေါ့နော်ဒီကတော့ copyright ပေါ့သူများဗီဒီယိုတွေကို like မသုံးရဘူးသူများအတန်တွေကိုခိုးပြီးတော့မတွင်းရဘူးပေါ့နော်ကိုယ်အတန်နဲ့ပဲကိုယ်လုပ်စီချင်တယ်ကိုယ့်ရဲ့ဗီဒီယိုကိုကိုယ့်ရဲ့အတန်နဲ့ကိုယ့်ရဲ့ရုပ်နဲ့ပဲလုပ်စီချင်ပါတယ်ဒီလိုမျိုးအမှားတွေမဖြစ်စေဘူးပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကအလုံးဝတတိထားပါတကယ်လို့ဒီ YouTube ကိုအရန်ဝါသနာကြီးတယ်တကယ် YouTuber တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ social media လုပ်ရင်တော့ကျွန်တော် YouTuber ဖြစ်နိုင်ပါတယ်ဒီကတော့ကိုယ့်ရဲ့ဇွဲလုံးလားပေါ့နော်ဇွဲလုံးလားရှိဖို့လိုပါတယ်အဲဇွဲလုံးလားရှိရင်တော့ကျွန်တော်တို့တေချာပေါ့YouTube channel အောင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဗီဒီယိုတွေတင်တဲ့အခါမှာလည်းကိုကတရက်ကိုတပုတ်ပုံမှန်တင်တော့ပိုကောင်းတာပေါ့နော်အစာပိုင်းကျတော့ view တွေကတော့အရန်နည်းပါတယ်ဒါတော့ဘယ်လောက်ပဲလုပ်လို့ပေါ့နော်အစာပိုင်းဆိုရင်တော့ view တွေနည်းတယ်ဒါပေမဲ့ကိုပုံမှန်နေ့တိုင်းလုပ်သွားရင်တော့သူ့ဟာနဲ့သူပေါ့နော်ကိုပလိတ်တက်တွေရလာမယ်ကိုကြိုက်တဲ့သူတွေကလည်းကိုရဲ့ channel ကို subscribe လုပ်ပါမယ်ပေါ့နော်ဒါတော့ကိုလိုက်ပြီးတော့ဖိတ်ခေါ်နေကြမလို့ပေါ့နော်ကိုရဲ့ channel ကိုသူတို့ကြိုက်ရင်သူတို့လုပ်ပါမယ်မကြိုက်ရင်တော့မလုပ်ဘူးပေါ့နော်ဒါတော့ကျွန်တော်တို့ဒီကြည့်ရှုသူတွေရဲ့ပုံမှာပဲမူတည်တယ်ပေါ့နော်ကြည့်ရှုသူတွေရဲ့စိတ်နေစိတ်ထားပုံမှာပေါ့ဒါကတော့ကျွန်တော်တို့အရောက်တိုင်းလိုက်ပြီးတော့ပြောလို့မရဘူးလေနော်ကိုကကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးပါဆိုလဲသူတို့ကလုပ်ချင်မှလည်းလုပ်ပါလေနော်အဲ့တော့ဒါကတော့လုံးမလို့ဒါကတော့ကြည့်ရှုသူရဲ့အနေဘယ်လိုပြောမလဲကြည့်ရှုသူတွေရဲ့အပေါ်မှာပဲမူတည်တယ်ပေါ့နော်ဘယ်လိုအဖြစ်ကိုကလုပ်နေဖို့ပဲလိုပါတယ်ဆွဲလုံးလားရှိနေဖို့ပဲလိုတယ်ပေါ့နော်ဒီများကြီးမကြီးပေါ့နော်ကိုရဲ့ဗီဒီယိုလေးကိုကိုနေ့စဉ်လုပ်နေကြတိုင်းလုပ်ပါပေါ့
တပုတ်ရရင်တပုတ်နှစ်ပုတ်ရရင်နှစ်ပုတ်ပေါ့နော်ကိုကအချိန်တစ်ခုတတ်မှတ်လိုက်ပေါ့နော်ကိုက3ရက်တပုတ်တင်ပါလားဒါမှမဟုတ်ရင်2ရက်ချာတပုတ်တင်မလားပေါ့နော်ကိုရဲ့အချိန်လေးကိုကိုတတ်မှတ်ပြီးတော့တင်ပါပါပုံမှန်တိုင်းပဲလုပ်ပါပါကျွန်တော်တို့တစ်နှစ်မပြည့်ခင်ကျွန်တော်တို့ channel အောင်သွားတာပေါ့နော် YouTube ကြတော့ကျွန်တော်တို့တတ်မှတ်ထားတာကြတော့တစ်နှစ်အတွင်းမှာပေါ့နော်ဒီတစ်နှစ်အတွင်းမှာ subscriber 1000ရှိရမယ်ပြောလို့ရှိရင်ကျွန်တော်တို့ကြည့်ရှုသူနိုင်ပေါင်းပေါ့နော်4000ပြီးရမယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီ channel အောင်ပြီပေါ့နော်ဘယ်လိုဖြစ်ကျွန်တော်တို့တေချာလုံးရင်တော့တစ်နှစ်တောင်မပြီးပါဘူးပေါ့နော်ကောင်းကောင်းလုပ်ရင်တော့လွယ်ကူနဲ့ channel ကိုအောင်မြင်ရပါတယ်ကျွန်တော်တို့ဒီပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ YouTube ကနေပြီးတော့ဒေါ်လာတွေဘယ်လိုရလဲဆိုတော့ကျွန်တော်တို့ဒီကြော်ညာတွေကနေပြီးတော့ပေါ့နော် ADS ကြော်ညာတွေကနေပြီးတော့ရတာဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ကြော်ညာတွေမဝင်ဘူးပေါ့နော်ကျွန်တော်ဒီထိုင်းနိုင်ငံတွေတို့ဒီကျွန်တော်တို့ဒီမလေးရှားတို့ဒီတခြားနိုင်ငံတွေကကြတော့အကုန်လုံးကြော်ညာဝင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ကြော်ညာမဝင်ဘူးပေါ့နော်အဓိကတော့သူ့ရဲ့သဘောတရားကြတော့ကျွန်တော်တို့ကြော်ညာဝင်ရင်ကျွန်တော်တို့ရဲ့ channel မှာပေါ့နော်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုမှာကြော်ညာဝင်ရင်ကျွန်တော်တို့ဒေါ်လာရမယ်ကြော်ညာမဝင်လို့ဆိုရင်တော့ဒေါ်လာမရဘူးသဘောတရားကတော့အဲ့လိုပဲပေါ့နော်ကြော်ညာဝင်ရင်ကျွန်တော်ပတ်စံရမယ်ကြော်ညာမဝင်ရင်ပတ်စံမရဘူးကျွန်တော်မြန်မာပြည်ကနေပြီးတော့ကြည့်တဲ့သူတွေဆိုရင်မြန်မာပြည်မှာကျတော့ကျွန်တော်တို့ကြော်ညာမဝင်ဘူးဗျာအဲ့အတွက်ကျွန်တော်တို့ကဒေါ်လာမရဘူးတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကိုမြန်မာပြည်ကမကြည့်ဘဲနဲ့ဒီထိုင်းကနေကြည့်တာတို့စင်ကာပူကနေကြည့်တာတို့မလေးရှားကနေကြည့်တာတို့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကပေချာပေါက်ဒေါ်လာဝင်တယ်ပေါ့နော်တကယ်လို့မြန်မာပြည်ကနေကြည့်တဲ့သူတွေဆိုရင်တော့ဒေါ်လာလုံးဝကျွန်တော်မဝင်ဘူးပေါ့နော်အဲ့လိုမျိုးလေးရောရှိတယ်ပေါ့နော်ဒါပေမဲ့စိတ်တက်ကြဖို့မလိုပါဘူးပေါ့နော်အဲ့တော့ကျွန်တော်လည်းအရင်တော့ Facebook ပေါ်မှာကျွန်တော်ဒေါ်လာရဘူးလေဒါပေမဲ့အဲ့လောက်ထိထင်သားတဲ့လောက်ဘယ်လိုပြောမလဲအရင်အများကြီးမရဘူးပေါ့နော်အခုနောက်ပိုင်းသူများတွေလည်းပြောကြတာပေါ့ Facebook ကျတော့အရင်အောင်မှပေးနေလာတယ်ပေါ့နော်ခုနောက်ပိုင်းကျတော့ပတ်စံဝင်တဲ့နီးလန်းတွေအများကြီးရှိတယ်ပေါ့နော် TikTok ကလည်းရတာတွေရှိတယ် Facebook ကနေရတာတွေရှိတယ် YouTube ကနေပြီးတော့ရတာတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုဝါသနာပါရကိုကြိုက်တဲ့ platform ကိုယူလို့ရတယ်ပေါ့နော်TikTok ဆိုရင်လည်းကျွန်တော်တို့ဒီဂျပန်အကောင့်မှာပဲဒေါ်လာရှာလို့ရတာပေါ့နော်ဂျပန်ကောက်မဟုတ်ဆိုရင်ကျွန်တော် monetization ရှောက်လို့မရဘူးပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်တော့ထိုင်းနိုင်ငံရဲ့အကောင့်ဆိုရင်တော့ကျွန်တော်တို့ဒီအခုလက်ရှိခေတ်စားနေတဲ့ TikTok shop ပေါ့နော်ကျွန်တော်တို့TikTok မှာဈေးတွေရောင်းလို့ရမယ်အဲ့လိုမျိုးပေါ့မြန်မာပြည်ကနေဆိုရင်တော့ရောင်းလို့မရဘူးပေါ့နော်ကျွန်တော်ဒီထိုင်းနိုင်ငံမှာဆိုရင်တော့ဒီလိုမျိုး TikTok shop ကနေပြီးတော့ကျွန်တော် TikTok ကနေသူတို့ရောင်းခိုင်းတဲ့ PC လေးတွေကိုရောင်းတဲ့ commission ခလေးတွေယူပြီးတော့အဲ့လိုမျိုးတွေလုပ်ရင်လည်းကျွန်တော်တို့ပတ်စံရှာလို့လည်းရတယ်ပေါ့နော်ဒါပေမဲ့သူ့ကျွမ်းကျင်ရတဲ့သူတွားကြတယ်ပေါ့လေသူတို့ဝါသနာပါတဲ့ဟာသူတို့ရွေးချယ်ပြီးတော့သူတို့လောက်ကြတာပေါ့နော်ဆိုတော့မိတ်ဆွေတို့လည်းကိုယ့်ကိုရွေးချယ်လို့ရပါတယ်ကိုကYouTube ဝါသနာပါလား TikTok ဝါသနာပါလား Facebook ဝါသနာပါလားကိုကြိုက်တဲ့ဟာကိုရွေးချယ်လို့ရတယ်ဘယ်သူမှလည်းဒါကြီးကိုလောက်ရမယ်ဟိုဟာကြီးကိုလောက်ရမယ်ဆိုပြီးတော့ဘယ်သူမှလည်းမပြောထားဘူးပေါ့နော်ကိုဝါသနာပါရအောင်ကိုစိတ်ကြိုက်လုပ်လို့ရပါတယ်ဆိုတော့မိတ်ဆွေတို့ထဲမှာဒီသိချင်တာလေးရှိရဆိုရင်လည်းကျွန်တော်ရဲ့ဒီ comment တွေထဲမှာမေးထားလို့ရပါတယ်ကျွန်တော်အားတဲ့ချိန်လေးကိုကျွန်တော်သိတဲ့လောက်လေးပြန်လာပြောပြပေးမှာပေါ့နော်ကျွန်တော်လည်းအရင်ကျွမ်းကျင်တဲ့ဆရာကြီးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်လည်းမိတ်ဆွေတွေလိုမျိုးအတူတူပဲပေါ့နော်တငယ်ချင်းတွေပဲပေါ့နော်ကျွန်တော်လည်းအရင်ကျွမ်းကျင်လို့ဒါတွေကိုပြောပြနေရတော့မဟုတ်ဘူးပေါ့နော်မိတ်ဆွေတို့လိုမျိုးကျွန်တော်လည်းဒီဝါသနာပါတဲ့သူတွေပေါ့ဗျာအတူတူစူးစမ်းနေတဲ့လူတွေပေါ့နော်ဆိုတော့သိချင်တာတွေရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာဒီ comment အောက်မှာမေးမြန်းလို့ရပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးရောဒီနေရာမှာပဲဆုံးသက်ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ